Samsung ရဲ့နောက်ဆုံးအတွက် flagship ဖြစ်တဲ့ Samsung S26 series ကြောင့်ကိုဒီနေ့ဒီဗီဒီယိုမှာကျွန်တော်တိကျလေးအနည်းငယ်ပြောပြပေးသွားမယ်လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရအရင်နှစ်ကလိုပဲ model 3မျိုးထွက်ရှိလာမယ် Okay display ဘိုင်းမှာဆိုလဲအနည်းငယ်ပိုကြီးလာတာကိုတွေ့ရတယ် Samsung Galaxy S26 က 6.3 inch Samsung Galaxy S26 Plus ကတော့ 6.7 inch Samsung Galaxy S26 Ultra ကြောင့် 6.9 inch ဆိုပြီးတော့ဒါထွက်ရှိလာမယ်လို့သိရပါတယ်ဒီနှစ်မှာထူးထူးခြားခြားအရန်မိုက်တဲ့ feature တွေတစ်ခုပါတယ်ကျွန်တော်ကိုယ်တိုင်လည်းသဘောကျပြီးကြိုက်တယ်ဗျာနော်ဘာလဲဆိုရင်သူ့ဖုန်းကိုကြည့်တဲ့အချိန်မှာဘေးကနေကြည့်မမြင်အောင်လို့တားဆီးပေးတယ် privacy screen လေးလည်းပါတယ်ဒီ feature လေးကကျွန်တော်သိရလို့ဆိုရင်26 Ultra မှာသုံးမိမယ်လို့သိရတယ်နောက်ပြီး Perplexity AI နဲ့ပူးပေါင်းပြီးတော့ Hey Plus လို့အတန်နဲ့ခေါ်ကခိုင်းဖို့ AI system တွေလည်းပါလာတယ်လို့သိရပါတယ်ဒီနေ့မှာတော့ 128GB version ကိုဖြုတ်ချလိုက်တယ် 256GB ကပဲအနည်းဆုံးကန်လို့ရမယ်လို့သိရတယ်ဒီဟာကတော့ကျွန်တော်ဒါတစ်စုံတစ်ယောက်နဲ့တွားပြီးတူနေတယ်လို့ခံစားရတယ်ကျွန်တော်သိထားတာတော့ဒါအကုန်ပဲဒီထက်ပိုပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်တော့ဒါ Samsung ရဲ့ official website ကနေတွားပြီးကြည့်လို့ရတယ်เนาะဒီနေ့ည12နာရီခွဲတိတိမှာကျွန်တော်ဒါ Samsung S26 Ultra ပေါ့နော် Samsung ရဲ့ S26 series အကုန်လုံးကို Samsung ကနေပြီးတော့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်